ဘေးကလူစပိန်လာတိုင်းမှာမစိုးရင်ရအောင်ကိုချင်းချင်းစပိန်တိုက်မိတယ်ဗောနော်စပိန်နဲ့ချန်စီယိုကြီးကြည့်ပါဦးဒီအကွင်းကြီးကိုတကွေးတစ်ပတ်ကြီးပြန်နင်းအောင်အားလုံးပဲမင်္ဂလာပါအခုကတော့ခေါင်းရိုင်မှာရှိတယ်လေအားဒလက်တွေနေရာကိုရောက်ရှိနေရပါတော့စပိန်စီးရတာလည်းအရန်ပျော်ဖို့ကောင်းပါတယ်တောင်ပေါ်မှာစပိန်စီးရနေပူပင်မဲ့ချမ်းစိမ့်စိမ့်လေးဆိုတော့နေရတာအဆင်ပြေရကွာအခုကတော့ကျွန်တော်စပိန်စီးနေရပါစပိန်စီးလာရင်လည်း view 1 တစ်ခုအောင်တွေ့ရပါတော့ကျွန်တော်ပြပါမယ်အရန်လှပါတယ်နေရတော့ပူနေပါတယ်ငါမှာဘယ်နေရာမဆိုမြန်မာတွေကတော့နေရာတိုင်းရှိတယ်ပေါ့နော်အခုဒီနေရာမှာဆိုရင်လည်းမြန်မာတွေအများစုပဲလာလဲကြတာပါအခုလိုစောင်းရသည်နဲ့ဒီလိုတောင်ပေါ်မှာနေဦးစားလှုပ်ခြင်းတဲ့လူတွေလိုရှုခင်းလှလှလေးကြည့်ကြရင်တော့အဆင်ပြေပါတယ်ဒီနေရာကတော်တော်လေးလဲ view တွေလှတယ်ပေါ့နော်ခက်တီတီနဲ့ဒီဘက်ကိုအဆုံးထိစီးလာပေါ့နော်ဒီဘက်ကလမ်းပိတ်ထားပါတယ်အခုကတော့အနောက်ကိုပြန်နေနေရပြီနော်တကွတ်တစ်ပတ်ကြီးစပိန်နဲ့ချန်စီယိုကြီးကြည့်ပါဦးဒီအကွင်းကြီးကိုတကွေးတစ်ပတ်ကြီးပြန်နင်းအောင် Oh my god ဘေးကလူစပိန်လာတိုင်းမှာမစိုးရင်ရအောင်ကိုချင်းချင်းစပိန်တိုက်မိတယ်ဗောနော်စပိန်စီးရဲ့လူတွေကတော့အများကြီးပါပဲဒီကိုရောက်ရင်တော့စပိန်ကတော့မဖြစ်မနေငားတက်ပါတယ်ဒီလိုအချိန်ဒီလိုရာသီဥတုနဲ့ကတော့ဒီနေရာတော့လာလဲတင်တယ်လို့ကျွန်တော်ထင်နေပေါ့နော်နောက်တနေရာကိုဆက်သွားအောင်မဖြစ်လို့ဒီနေရာမှာဆုံးသက်လိုက်ပါတယ်နောက်ဗီဒီယိုလည်းကြည့်လိုက်ပါအောင်အားလုံးပဲဘိုင်ဘိုင်